လာပါရှင်အခုကတော့ Messenger မှာ Facebook ကနေ Messenger ကိုတခြားသူဝင်လို့မရအောင်ဝင်ကြည့်လို့မရအောင်တော့ခတ်ထားတဲ့နည်းလေးကိုလာပြီးမျှဝေပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ဘယ်လိုလုပ်ကြလဲဆိုတာကိုတွားကြည့်ကြမယ်ဒီနေရာကိုရောက်လို့ရှိရင်အရင်ဆုံး Messenger လေးဝင်ပြီးသွားရင်မြေသုံးချောင်းကိုနှိပ်ပါနှိပ်ပြီးသွားရင်ဒီ setting နေရာကိုရောက်လို့ရှိရင် setting ကိုနှိပ်ပါsetting နှိပ်ပြီးသွားလို့ရှိရင်ဒီအပုံနည်းနည်းဆွဲတင်လိုက်ပါ privacy ကိုနှိပ်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ allo ဆိုတာလေးကိုနှိပ်ပါ allo နှိပ်ပြီးသွားရင်ဒီမှာဒီနေရာမှာဖွင့်ထားမှရမှာရှင်ဒီနေရာကိုဖွင့်လိုက်ပါ allo ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအပေါ်ဆုံးကအကြောင်းမှာပြောင်းထားမှရမှာရှင်ဒီအပြောင်းစက်ကလေးကပေါ်ဆုံးမှာပြောင်းထားလိုက်ပါအဲ့ဒါဆိုလို့ရှိရင် Facebook ကနေ Messenger ကိုတခြားသူဝင်ကြည့်လို့ဝင်သုံးလို့မရတော့ပါဘူးရှင်အဲ့တော့အဲ့ဒီနည်းလမ်းလေးတိုင်းပဲသွားလို့ကြည့်လိုက်ပါအားလုံးပဲဆင်ပြေကြပါလိမ့်ရှင်